တောင်ကိုရီးယားနိုင်ငံမှာနှစ်တိုင်းနိုဝင်ဘာလထဲမှာ9နာရီလောက်တိတ်ဆိတ်ငြိမ်သက်သွားလေရှိပါတယ်။အဲ့ဒီချိန်တွင်စူးစူးညံ့ညံ့မလုပ်ဖို့တားမြစ်ထားပါတယ်။လေရင်ပြန်တွေလည်းပြန်ခွင့်မရှိဘူး။ စတော့ဈေးကွက်တွေကလည်းနောက်ကျမှဖွင့်ရတယ်။အတန်စူစီမဲ့ဆောက်လုပ်ရေးတွေကိုလည်းရပ်ထားရတယ်လို့စစ်လေးကျင့်ရေးတွေကိုလည်းဆိုင်းငံ့ထားရပါတယ်။ဒီလိုအကုန်လုံးငြိမ်သက်ခံရတဲ့အကြောင်းရင်းကတော့စိုးနှင်လို့ခေါ်တဲ့ဆမ်မင်းပွဲကြောင့်ပါ။ဒီဆမ်မင်းပွဲကို CSAT လို့လည်းခေါ်ပြီးတော့ကျောင်းသားတွေရဲ့တက္ကသိုလ်ဝင်ခွင့်ဆိုတာထက်ကိုအများကြီးပို့ပါတယ်။ဒီ CSAT ဆမ်မင်းပွဲဟာကျောင်းသားတွေရဲ့အနာဂတ်အလုပ်ကိုင်ဝင်ငွေလူနေမှုစင့်တမ်းနဲ့ဘဝတစ်ခုလုံးကိုဆုံးဖြတ်ပေးနိုင်တဲ့ဆမ်မင်းပွဲဖြစ်ပါတယ်။ဒီဆမ်မင်းပွဲကိုကောင်းကောင်းလေးဖြည့်ဆို့နိုင်ဖို့အတွက်ကျောင်းသူကျောင်းသားတွေက12နှစ်လုံးလုံးစူးစမ်းပြီးတော့စာလုပ်ခဲ့ကြရတာပါ။တောင်ကိုရီးယားကျောင်းသားတွေအတွက်အရေးကြီးဆုံးနဲ့စိတ်ပိစီးမှုအပေးနိုင်ဆုံးဆမ်မင်းပွဲတစ်ခုလည်းဖြစ်ပါတယ်။စိုးရင်ကြောင်းကြမှုတွေများတဲ့ຢာတွေကိုတုံးချပြီးတော့ဝင်ငွေလမ်းကြောင်းဖန်တီးတဲ့လူတွေကတော့အမြဲရှိစမြဲပါပဲ။သူ့နာမည်ဟာဟွန်ဝူချင်သူ့ကို Star Instructor လို့လည်းခေါ်ပါတယ်။သူကတန်မိုးကြီးနည်းပညာကုမ္ပဏီတွေကိုဦးဆောင်နေသူတယောက်မဟုတ်ပေမဲ့နိုင်ငံတကာဘောလုံးသမားတွေထက်ကိုပို့ပြီးတော့ဟွန်ကဝင်ငွေကောင်းပါတယ်။သူကအလွတ်တန်းတင်ချာနည်းပြတယောက်တာဖြစ်ပါတယ်။လက်ရှိမှာတော့သူကဒေါ်လာတန်းနဲ့ချီပြီးတော့အိမ်ချန်မီတွေထဲမှာရင်းနှီးမြှုပ်နှံထားနိုင်ပြီးတော့တောင်ကိုရီးယားအပြင်ကျူရှင်လောကရဲ့ဘုရင်လို့တင်စားခေါ်ခံရပါတယ်။ဒါပေမဲ့သူကအခုလောလောဆယ်မှာတော့တရားရင်ဆိုင်နေရပါတယ်။တောင်ကိုရီးယားအစိုးရကပညာရေးကိုတုံးချပြီးမတမာနည်းနဲ့ဝင်ငွေရှာနေတဲ့ပညာရေးဂိုင်းတွေကိုဖြိုခွင်းမယ်လို့ကြေညာပြီးတဲ့နောက်မှာဟွန်ကတရားစွဲဆိုခံရတော့တာပါပဲ။ဒီဗီဒီယိုကတော့တင်ချာတီးပြစရာဟိုဝင်ချင်းကသူ့ရဲ့အင်ပါယာကြီးကိုဘယ်လိုတိစောက်ခဲ့တယ်လဲဆိုတာရယ်တောင်ကိုရီးယားအစိုးရကဘာကြောင့်သူ့ကိုဖြုတ်ချဖို့ကြိုးစားနေတယ်လဲဆိုတာကိုပြောပြပြီးတော့မှာပဲဖြစ်ပါတယ်။ဟွန်ဝူချင်းကို1989ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့ချမ်းသာတဲ့မိဘတွေစီကနေမွေးဖွားလာခဲ့တယ်လို့ဆိုကြပါတယ်။ဒါကြောင့်အမေရိကမှာထက်တန်းကျောင်းတက်ခဲ့ပြီးတော့ကမ္ဘာထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Stanford တက္ကသိုလ်မှာတင်ချာဘာသာကိုအဓိကမေဂျာဖြစ်ယူခဲ့ပြီးတော့မိုင်နာမေဂျာအနေနဲ့စိတ်ပညာဘာသာရပ်ကိုယူခဲ့ပါတယ်။တက္ကသိုလ်မှာ3နှစ်ကျော်တဲ့နဲ့ဘွဲရရှိအောင်ကြိုးစားခဲ့ပြီးတော့တောင်ကိုရီးယားကို2010ခုနှစ်မှာပြန်လာခဲ့ပါတယ်။တောင်ကိုရီးယားကိုပြန်ရောက်ချင်းဒက်ချီတုံးဒေတာကကျောင်းတွေမှာနီးပြအဖြစ်ဝင်လုပ်ခဲ့ပါတယ်။အဲ့ဒီကာလတွေမှာဟွန်ကသူ့ရဲ့ဂုဏ်သတင်းကိုတဖြည်းဖြည်းတည်ဆောက်နိုင်ခဲ့ပါတယ်။ CSAT စာမင်းပွဲရဲ့တင်ချာအပိုင်းမှာအမှတ်ဖြစ်ရတဲ့ကျောင်းသားတွေကိုဒီကာလတွေမှာမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။2014ရောက်တဲ့ချိန်မှာတော့တောင်ကိုရီးယားနိုင်ငံရဲ့ online စာတင်ကြားတဲ့ platform ဖြစ်တဲ့ Mika Study ပေါ်ထွက်လာခဲ့ပါတယ်။ဟွန်ကဒီ Mika Study မှာစာတင်ကြားသူတယောက်အနေနဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးတော့ဒီ platform ရဲ့နံပါတ်1ထိပ်တီးစာတင်ကြားတဲ့နေရာကိုရောက်သွားခဲ့ပါတယ်။ဟွန်ကနီယွန်လို့ခေါ်တဲ့သူ့ရဲ့တင်ရိုးစာအုပ်ကိုလည်းထုတ်နိုင်ခဲ့ပြီးတော့အဲ့ဒီစာအုပ်ကတစ်နှစ်ကိုစာအုပ်ပေါင်း1တန်းကျော်အထိရောင်းအားကောင်းခဲ့ပါတယ်။ဒါပေမဲ့ဟွန်ရဲ့ချမ်းသာကြွယ်ဝမှုကဒီစာအုပ်ရောင်းရငွေတွေစီကနေရတာမဟုတ်ပါဘူး။ဟွန်ရဲ့ချမ်းသာကြွယ်ဝမှုတန်ဖိုးကိုသိဖို့ဆိုရင် Killer question ဆိုတဲ့အရာကိုကျွန်တော်တို့အရင်နားလည်ဖို့လိုပါလိမ့်မယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်မေခွန်းတက်တဲ့ခက်ခဲတဲ့မေခွန်းတွေလို့ပြောနိုင်ပါတယ်။ဒီ Killer question တွေကထိပ်တီးအတော်ဆုံး100%ကျောင်းသားတွေကိုစစ်ထုတ်ဖို့အတွက်ဖန်တီးထားတဲ့ခက်ခဲဆုံးလက်ကွက်တွေနဲ့မေခွန်းပု္ပ္ပစာတွေပါ။ဒီမေခွန်းတွေကများသောအားဖြင့်ကျောင်းတင်ရိုးတွေထဲမှာထည့်တင်ထားလေးမရှိတဲ့ခက်ခဲတဲ့မေခွန်းတွေဖြစ်ပါတယ်။အစိုးရကျောင်းဆရာဆရာမတွေတောင်မှဒီမေခွန်းတွေကိုကြိုတင်ခန့်မှန်းနိုင်လေမရှိကြပါဘူး။ဒါကြောင့်ကျောင်းသားမိဘတွေကသူတို့သားသမီးတွေကိုဟိုဝန်ချင်းစီမှာဈေးကြီးပေးပြီးတော့တင် जा ခိုင်းရပါတော့တယ်။သူတို့သားသမီးတွေရဲ့အနာဂတ်ကိုဟွန်စီမှာလာရောက်ဝယ်ယူကြတယ်လို့ပြောရင်လည်းပြောလို့ရပါတယ်။ဒီလိုနဲ့ဟွန်အသက်35ဝန်းကျင်ရောက်လာတဲ့ချိန်မှာတော့သူကချမ်းသာရုံတင်မဟုတ်တော့ပါဘူး။ကျူရှင်ဈေးကွက်တစ်ခုလုံးမောင်းနေတဲ့တကူတော်စီးပွားရေးသမားဖြစ်လာခဲ့ပါတယ်။2022ခုနှစ်မှာတော့ Mika Study နဲ့စာချုပ်ထချုပ်ဖို့မတည်ချဘူးလို့သူ့ရဲ့ Instagram မှာပြောလိုက်တာနဲ့ Mika Study Company ရဲ့ share ကထိုးကျသွားခဲ့ပူပါတယ်။ဟွန်ရဲ့ကျူရှင်ပြတဲ့တစ်နှစ်ဝင်ငွေကဒေါ်လာ15တန်းအထိရှိလာခဲ့ပါတယ်။ဟွန်ကဆိုးလ်မြို့ရဲ့ဈေးအကြီးဆုံးနေရာမှာအိမ်တွေဝယ်ယူနိုင်ခဲ့တယ်လို့တောင်ကိုရီးယားရဲ့တခြားနေရာတွေမှာလည်းအိမ်ချမ်းမြေတွေအမြောက်အများဝယ်စုနိုင်ခဲ့ပါတယ်။သူ့ရဲ့ကြွယ်ဝမှုကိုတရားဝင်မကြေညာထားပေမဲ့လေးလာသူတွေကတော့သူပိုင်တဲ့အိမ်ချမ်းမြေတွေရဲ့တန်ဖိုးတီးတန်ပဲကိုဒေါ်လာတန်း80ကျော်ရှိရလို့ဆိုကြပါတယ်။ဒီလိုအလွန်မင်းချမ်းသာလာတာကြောင့်အစိုးရရဲ့မျက်စိတောက်တောက်ကြည့်ခြင်းကိုခံရပါတယ်။2023ခုနှစ်မှာတော့တောင်ကိုရီးယားအစိုးရကနိုင်ငံရဲ့အလွတ်တန်းကျူရှင်လောကငွေစည်းစိမ်မှုကိုကမဖြစ်စေတယ်ဆိုပြီးတော့ Killer questions တွေကိုစာမင်းပွဲမေးခွန်းကနေဖြုတ်ချဖို့အတွက်အမိန့်ပေးခဲ့ပါတယ်။ဒါအပြင် Mika Study နဲ့ Hon ပေါ်မှာလည်းပုံများတဲ့အခွင့်တွေစီးချက်စေခဲ့ပါတယ်။2025ခုနှစ်မှာတော့ Hon နဲ့တောင်ကိုရီးယားအစိုးရကြားမှာအပြင်းထန်ဆုံးကာလလို့ဆိုရပါမယ်။အစိုးရက Hon ပါဝင်ထိပ်တီးကျူရှင်ဆရာတွေကိုအာဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့တရားစွဲဆိုခဲ့ပါတယ်။အစိုးရရဲ့ရှေ့နေတွေကတော့ဟွန်အခုလိုစာမေးပွဲမေးခွန်းတွေကိုကြိုတင်ခန့်မှန်းပြီးအမတ်ကောင်းအောင်လုပ်ပေးနိုင်တာဟာသူ့ရဲ့ကျွမ်းကျင်မှုတက်တက်ကြောင့်လို့မယုံကြပါဘူး
2020ခုနှစ်ကနေ2023ခုနှစ်အတွင်းမှာဟွန်ကလက်ရှိအစိုးရကျောင်းဆရာတွေနဲ့စာမင်းပွဲမေကွန်းထုတ်တဲ့အစိုးရဝန်ထမ်းတွေစီကနေမေကွန်းကြိုတည်ရဖို့အတွက်1တန်း400ကျော်ဒေါ်လာ3သိန်းကျော်လောက်ပေးခဲ့တယ်လို့အစိုးရရှိနေတွေကဆွဆွဲထားပါတယ်2026ခုနှစ်ဇွန်လမှာလုပ်ခဲ့တဲ့ဟွန်ရဲ့ပထမဆုံးတရားခွင်မှာဟွန်ကဒီဆွဲတူချက်ကိုညှင်းဆိုထားပါတယ်သူကဒီလိုငွေပေးချေမှုတွေရှိခဲ့တာမှန်ပေမဲ့အဲ့ဒါတွေကသူထုတ်ဝေတဲ့တင်ရိုးစာအုပ်တွေမှာထိတ်တုံးဖို့အတွက်ဒါတရားဝင်လမ်းကြောင်းကနေမေကွန်းတွေဝယ်ယူခဲ့တာဖြစ်တယ်အစိုးရမေကွန်းတွေကြိုတည်ရဖို့အတွက်ဝယ်ယူခဲ့တာမျိုးမရှိဘူးလို့ညှင်းဆိုထားပါတယ်လက်ရှိ2026ခုနှစ်ဇူလိုင်လအထိဟွန်ကတရားရင်ဆိုင်နေရတုန်းပဲဖြစ်ပါတယ်။ဒီအမှုကနိုင်ငံတကာသတင်းတွေရဲ့အာရုံစိုက်မှုကိုရခဲ့တာကြောင့်တောင်ကိုရီးယားရဲ့ပညာရေးစနစ်ကိုဝေဖန်တဲ့သူတွေလည်းရှိလာပါတယ်။ဟွန်ကမေကွန်းတွေကိုအမှန်တကယ်မတမာနည်းနဲ့ဝယ်ယူခဲ့သည်ဖြစ်စေမဝယ်ယူခဲ့သည်ဖြစ်စေအချက်တစ်ချက်ကိုတော့မိမောင်းထိုးပြထားခဲ့ပါတယ်။အဲ့ဒါကတော့တနိုင်ငံလုံးရဲ့အနာဂတ်ကို9နာရီကျော်ကြာတဲ့ဆိုင်မပွဲတစ်ခုတည်းနဲ့ဆုံးဖြတ်မယ်ဆိုရင်မိဘတွေကဘလောက်ပဲဖြစ်ဖြစ်ပေးဆက်ကြမှာပဲဖြစ်ပါတယ်။တောင်ကိုရီးယားမှာတော့ဒီတန်ကြေးကတစ်နှစ်ကိုဒေါ်လာ15သန်းရှိပါတယ်။ဗီဒီယိုဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်။ဒီလိုဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော် channel ကို subscribe လုပ်ပေးတော့လို့ရပါတယ်။